တိုင်းအိမ်ထဲမှာဆောင်ထားတဲ့နဲ့အိမ်တိုင်းမှာဆောင်ထားတဲ့နဲ့ဆိုင်တိုင်းမှာဆောင်ထားတဲ့နဲ့အခုလိုမျိုးငလင်အန်ဒီရဲ့ကြုံတွေ့နေရတဲ့ဆမတို့ပီတူတွေကိုပါကူညီနိုင်လဲလို့မေးလို့ရှိရင်ဒီနံပါတ်နဲ့ကူညီလို့ရရင်ဒီနံပါတ်နဲ့ကူညီလို့ရเนาะလူတိုင်းအိမ်မှာဆောင်ထားပါဆိုင်တိုင်းမှာဆောင်ထားပါလူတိုင်းရဲ့ဖုန်းနံပါတ်နောက်ကျောမှာဆောင်ထားပါခွန်895အန်ဒီရဲ့ကင်းမယ်ပေးရှင်းမယ်နောက်ပြီးနော်ကြီးမမဖြစ်မဲ့အန်ဒီရဲ့ကိုတတေးလေးဖြစ်သွားအောင်သူလုပ်ပေးနိုင်တယ်တတေးမောမောပဲဖြစ်မဲ့ပြဿနာကိုလုံးဝပပျောက်အောင်သူလုပ်ပေးနိုင်တယ်နော်ထိခိုက်မှုရှိပါမယ်ဆိုရင်အတေးအမွားဆုံးထိခိုက်မှုကိုပဲကြုံပါမယ်နောက်ပြီးရှင်းနော်ယုံရင်လဲစောင့်ပါမယုံရင်လဲစောင့်ပါမယ်ခွန်895နောက်ပြီးရှင်းနော်ဆမစီမှာအစင်တစ်မှယူမယ်ဆိုရင်တီလိုစပွဲတင်ဆိုင်ကတစ်ခုကိုကြက်2တောင်းမှရှင်အသေးကိုယူပါမယ်ဆိုရင်တီလိုဖုံးကပါနောက်ကျောမှာရေးထားတဲ့ဆိုင်ကတီလိုဖုံးကပါနောက်မှာကတ်ထားပါမယ်ဆိုရင်တစ်ခုကို9000ပါနော်ဆမရေကျမတို့ကအလံဝေးတယ်ဆမရေကျမတို့ကတော့မတတ်နိုင်ပါဘူးဆိုတဲ့လူများခွန်895ငါနဲ့ငါမိသားစုအထူးကျမ်းမာချမ်းသာပေးကင်းပြီးတော့မှပျော်ရွှင်ပြီးလို့အဲ့လိုလေးရေးပါမယ်ကိုတိုင်ကိုလက်ရေးနဲ့ကိုရေးပြီးတော့မှအခုလိုမျိုးဖုံနောက်ကျောမှာထားလို့ရတယ်အိမ်ရဲ့အမြင့်တနေရာမှာထားလို့ရတယ်ကိုအလုတ်လောက်တဲ့စပွဲမှာထားလို့ရတယ်အခုဆင်မဆိုရင်ကိုအလုတ်လောက်တဲ့ဒီဟိုမှာဒီကွန်ပျူတာရဲ့နောက်ကျောမှာဆင်မရေးထားတဲ့အဆောင်3ခုစလုံးကိုဆင်မကတ်ထားတာရှိတယ်နော်ဆင်မရဲ့ရုံခန်းထဲမှာလဲဒီနံပါတ်အတွဲကိုဟိုမှာတွေ့လားနော်ဟိုမှာတွေ့လားခွန်89563952895ဒီလိုအတွဲကိုဆင်မလှုပ်ထားတာရှိတယ်ဆိုတော့ဘယ်သူမဆိုနော်အခုဒီကာလမှာဆိုရင်တော့ပို့ပြီးတော့မှဆင်မကကူညီပေးချင်တာနော်ဘာကူညီလို့ရလဲလို့မေးလို့ရှိရင်ဒီလိုနံပါတ်အတွဲတွေကိုကိုယ့်ရဲ့အိမ်မှာဆောင်ထားပါကိုယ့်ရဲ့ဖုန်းကပါနောက်မှာဒီလိုရေးထားပါခွန်895အန်ဒီရဲ့ကင်းမဲ့ပေးရှင်းမဲ့ကြီးမမဖြစ်မဲ့အန်ဒီရဲ့ကတေးမွားဖြစ်သွားမယ်တေးမွားဖြစ်မဲ့အန်ဒီရဲ့ကပပျောက်သွားနိုင်ပါတယ်ယုံရင်လဲစောင့်ပါမယုံရင်လဲစောင့်ပါဒီတော့အကျိုးမရောက်ပါဘူးလို့ဆရာမကချစ်ခင်စွာနဲ့မျှဝေလိုက်ရပါတယ်ရှင်